မိအတွက်လေးလမ်းနဲ့ဆက်လို့လူတွေမှုခေါအောင်ဒီနေ့ကပိတ်ခါချိန်မိတ်အိတ်တော့မေပေါ်ပြောပါစီလေမဆယ်သူရင်မသားလေးယူနေကြောင်မလို့ကြီးရှင်းထားခဲ့ပြီးမှဦးလေးလုံးပဲလို့နေမလေးဆုံးပြပေးတိုင်း